စိတ်လေးရှုပ်လိုက်တာဟာ နင်တို့နင်ဘာဖြစ်နေလဲရင်နွေးတော့မတော့ဘူးအေးကုန်ပြီခိုင်း ဟု လေ တ်တယ်ဒီမှာလေကြမ်းနီးနေပြီလေအဲ့ဒါကိုကြမ်းချင်းကောင်းတဲ့ဟာတွေအရင်ကအဟောင်းတွေရောအစ်စ်တွေရောနားထောင်ခြင်းတဲ့ဟာဟိုတပုတ်ဒီပုတ်ဖြစ်နေလို့တုံချီရဲ့ညာလေးကိုကြည့်နေတာအဲ့ဒါကိုရှာလို့မရအောင်ဖြစ်နေ ရောဒီမှာကြည့်လိုက် အဲ့ရှင်နားစင်မှာကြံချင်းတွေအများကြီးရှိရလား ဟုတ်တယ်ကိုမိုင်ကကြံရှင်းမှာအစုံပဲကျွန်တော်တို့ဟိုအရင်တုန်းကနှစ်သက်မင်္ဂလာလိုမျိုးတကြံတချင်းအဟောင်းတွေရောဒီ rock and roll ပေါ့ဗျာ rock လုပ်လို့ရတဲ့ဒီတချင်းအမျိုးအစားတွေရောထူးခြားတာတစ်ခုကကျွန်တော်တို့ဒီနှစ်မှာအသက်ထွက်တဲ့တကြံတချင်းအသက်တွေပါအစုံရတယ်ဗျာဒါကြောင့်မလို့အခုလိုမျိုးတကြံမှု on နေတဲ့အချိန်မျိုးမှာတကြံတချင်းတွေကိုလိုက်ပြီးတော့ရှာကြမလို့တော့ဘူးရှင်နားစင်တနေရာထဲမှာပဲအတန် quality ကောင်းတဲ့တချင်းတွေအစုံကိုနားဆင်လို့ရပြီ အတန်လည်းတွေ့ quality ကောင်းတာပဲเนาะကြမ်းချင်းအပြင်တခြားမြန်မာချင်းတွေလည်းစုံတာပဲเนาะ ဒီနှစ်ကြံမှာ တကြံတချင်းတွေကိုအစုံနားဆင်ခြင်းနဲ့ဆိုရင် ရှင်နာဆင် music ကနေအခုပဲနားဆင်လိုက်ပါ